哦，是啊，当然嘛也是啊，这边能找到了吧？说说别干就到了，那边现在人来了吧？没瓜，三年到闹家那边，你们老，并且也没三百块看你们到下吧？都要离离吧，找阿面闹家的讲道理吧。အခုလည်းနောက်ကျနေရမလို့ကျောင်းထဲကိုအမြန်ပဲသွားလိုက်ပါတယ်။လီလီတယောက်ကျောင်းထဲကိုရောက်တဲ့အခါမှာကျောင်းဆောင်တယောက်နဲ့တွေ့လိုက်ပါတယ်။ကျောင်းမှာပါရဲ့ဆရာ။သမီးနောက်ကျသွားလို့ပါ။ဘတ်ကားလွတ်သွားလို့ပါ။ဒါနဲ့သမီးကဘယ်ခဲမှာဖြေရမှာလဲဆရာ။အဲ့ဒီကျောင်းဆရာကကြောက်ဆရာတန်ကြီးနဲ့31မှာဖြေရမှာစာမေးပွဲအောင်စနေပြီ။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။လီလီလည်းကျောင်းရဲ့တတိယထပ်ကိုတက်လာပါတယ်။အရန်ကိုတိတ်ဆိတ်နေတာပါ။မတိတ်ဆိတ်တာကတော့သူ့ကိုပြောခဲ့တဲ့ဆရာပါပဲ။သူကတာမန်ဆရာမဟုတ်ပါဘူး။အရန်ကိုထူဆန်းပြီးကြောက်ဆရာကောင်းနေရပါ။ဒီလိုလည်းအပေါ်ထက်တတိယထက်ကိုရောက်လာပါပြီ။ဟာဘာလို့ဒီလောက်တောင်တိတ်ဆိတ်နေရလဲ။စာမေးပွဲစနေလို့များလား။လီလီဖြေရမယ့်အခန်းကိုတော့ရောက်လာပါပြီ။ကျောင်းမှန်ပါရဲ့ဆရာ။ဘတ်စကားလွတ်သွားလို့နှောက်ကျသွားပါရဲ့။သမီးစီမှာဖြေလို့ရမလား။လီလီရောက်တာပြောနေတာအခန်းဆောင်ဆရာကတော့သူ့ကိုရှိတယ်တောင်မထင်ပါဘူး။လက်ရောင်မကြည့်ပဲငြိမ်နေတာပါသူငြိမ်နေတော့မှ channel လေးကို subscribe မလုပ်ရတဲ့လောက်ထားပေးပါအောင်နော်အခန်းဆောင်ဆရာတင်ထူးဆန်း